ကိုရိုင်းကဖက်ရှင်ကြပေမဲ့သမီးလေးကိုသေချာမပြင်းစင်လို့လူပြောများနေတဲ့အင်ဒရာကျော်စင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုချိန်မြန်မာတနိုင်ငံလုံးကအမျိုးသမီးတို့ရဲ့စံပြဖက်ရှင်အိုင်ကွန်လို့သတ်မှတ်ခံထားရတဲ့မင်းသမီးကြီးအင်ဒရာကျော်စင်နဲ့သူမရဲ့သမီးငယ်လေးပြည်သူတော်ရဲ့အကြောင်းကလူမှုကွန်ရက်စာမျက်နှာတွေထက်မှာအတော်လေးကိုလူပြောများနေပါတယ်မိခင်ဖြစ်သူကမြန်မာနိုင်ငံရဲ့အကောင်းဆုံးဖက်ရှင်စုတွေကိုတင်ပတ်ထားသူဖြစ်ပေမဲ့သမီးဖြစ်သူရဲ့နေထိုင်မှုပုံစံကတော့ပရိသတ်တွေအတွက်အံ့ဩစရာမေးခွန်းထုတ်စရာဖြစ်လို့နေပါတယ်။ပရိသတ်ကြီးတို့သိကြတဲ့အတိုင်းပဲအင်ဒရာကျော်စင်ခေါ်ဦးဝဲကအနုပညာလောကတွေကိုစတင်ဝင်ရောက်လာကြတဲ့ကဖက်ရှင်နဲ့ပတ်သက်ရင်ဘယ်သူမှအလျှော်မပေးပဲအမြဲတမ်းတပြေးညီလှပနေရသူပါ။ဘယ်ချိန်မှကြီးကြီးအဝတ်အစားသပင်ပုံစံကအစားမျက်နှာထားနဲ့ဟန်ပန်အစုံတသက်ရရရှိလာသလိုအသက်အရွယ်ရလာတဲ့အထိတောင်မှသူမရဲ့ဝတ်စားတတ်တဲ့စတိုင်ကတခြားမင်းသမီးတွေထက်တိတိတသားကိုထက်မြက်နေစေဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးဖက်ရှင်ဘရင်မရဲ့သမီးငယ်လေးပြည်သူတော်ရဲ့အနေအထားကတော့မိခင်ဖြစ်သူနဲ့လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေတာကိုတွေ့ရပါတယ်။လက်တလုံးလူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ပုံရိပ်တွေအရပြည်သူတော်လေးကဆယ်ကျော်သက်အရွယ်ရောက်ရှိနေပြီဖြစ်ပေမဲ့သူမရဲ့ဝတ်စားစီရင်မှုတွေကဖယိုဖယဲဘူဒီပတ်တီနဲ့သပင်စုပ်ဖွားပုံစံတွေဖြစ်နေရကြောင်းလူတွေကပြည်သူတော်ကစိတ်များမှန်မှန်နာလားဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလာကြတာပါ။ဒီဝေဖန်မှုတွေပို့ပြီးတော့အရှင်တက်လာရတဲ့အကြောင်းရင်းကတော့မင်းသမီးကြီးထထမိုးရဲ့သမီးလေးစစ်လုံးတွေထက်ကြောင်ပဲဖြစ်ပါတယ်။စစ်လုံးတွေထက်ကိုကြည့်မယ်ဆိုရင်ဘယ်ချိန်မဲကြီးကြီးဖက်ရှင်ကမိမိမိုင်းမိုင်းနဲ့တက်ရက်နေရကြောင်းပရိသတ်တွေရဲ့အချစ်ကိုရရှိထားသလိုအခုဆိုရင်တော့ကြောညာတွေပါဇက်တက်အရိုက်ကူးနေရပြီဖြစ်ပါတယ်။ဒီလိုအနုပညာရှင်မျိုးဆက်ချင်းတူနေတဲ့ချိန်မှာစစ်လုံးတွေထက်ကဝိတက်စားတက်ပြီးတော့ကြောညာတွေရရှိနေချိန်ပြည်သူတော်ကတော့ဖယိုဖယဲပုံစံဖြစ်နေရကြောင်းမိခင်ဖြစ်သူကကိုကြတော့အလှပြင်ပြီးသမီးကြတော့ဖြစ်တယ်လို့ထားရလားဆိုတဲ့မှတ်ချက်တွေ Facebook ပေါ်မှာပြန့်နှံ့နေရဖြစ်ပါတယ်။ပရိသတ်တွေကြားမှာအမြင်နှမျိုးကွဲပြားနေပါတယ်။တချို့ကတော့အင်ဒရာကျော်စင်နေနဲ့သမီးလေးကိုအခုထပ်ပို့ပြီးတော့တသက်ရရဖြစ်အောင်ပြင်ဆင်ပေးတဲ့နဲ့ကလေးရဲ့ဇင်ရိုက်ကမိဘနဲ့ပြူစုပြိုးထောင်မှုနဲ့ဆိုင်တယ်လို့လည်းယူဆကြပါတယ်။တစ်ဖက်မှာလည်းဒါကဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့သဘာဝအတိုင်းလွတ်လပ်စွာနေထိုင်ခွင့်ကိုဦးဝဲကအလေးပေးထားတာဖြစ်နိုင်တယ်ဆိုတဲ့အမြင်မျိုးလည်းရှိနေပါတယ်။ဒါပေမဲ့မြန်မာလူအဖွဲ့အစည်းမှာတော့မိဘကအဖက်ရှင်အကြဆုံးဖွဲ့ရရှိထားသူဖြစ်နေရကြောင်းသမီးဖြစ်သူကအခုလိုဖြစ်ခဲ့တဲ့ဇန်နေထိုင်တာကဦးဝဲရဲ့ပုံရိပ်ကိုပါထိခိုက်စေနိုင်တယ်လို့အကြံပြုချက်တွေရှိနေတာပါ။ခြုံငုံကြည့်မယ်ဆိုရင်တော့ပြည်သူတော်လေးရဲ့ပုံစံကသူမရဲ့ကိုယ်ပိုင်ဖက်ရှင်ရွေးချယ်မှုဖြစ်နိုင်တယ်လို့မိခင်ဖြစ်သူကလည်းကလေးကိုအကြက်ကင်မှုမရှိပဲလွတ်လပ်စွာထားရှိတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ပရိသတ်တွေကတော့မိခင်နဲ့သမီးကြားကဒီလိုသိတာလုံးနဲ့ကြွားခြားချက်တွေအပေါ်မှာဆက်လက်ငင်းခုန်နေကြအောင်မှသိချပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့အင်ဒရာကျော်စင်ရဲ့သမီးလေးပြည်သူတော်ရဲ့ဖယိုဖယဲဖက်ရှင်အပေါ်မှာဘယ်လိုမြင်ကြလဲစစ်လုံးတွေထက်လို့တသက်ရရနေထိုင်တာမျိုးကပိုကောင်းတယ်လို့ထင်ပါသလားဒါမှမဟုတ်အခုလိုနေထိုင်တာကပဲကလေးတယောက်အတွက်ပိုပြီးလွတ်လပ်မှုရှိစေလို့မြင်လားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်